အားလုံးပဲမင်္ဂလာပါခင်ဗျာမနာလီကိုရောက်နေရပါတော့ဒီနေ့နဲ့ဆိုရင်တပတ်ကျော်ပြီရာသီဥတုကတော့မတရားအေးတယ်နှင်းတော့မကြသေးဘူးဒါပေမဲ့ဒီနေ့မှာတော့ရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့နေရာလေးတစ်ခုကိုပြသချင်တဲ့ကြောင့်မလို့ဒီဗီဒီယိုလေးကိုရိုက်ရတာဖြစ်ပါတယ်ဒါဘာလဲဆိုတော့အိန္ဒိယခီးသွွားတွေရဲ့ခြားမှာအရန်ကိုနာမည်ကြီးနေတဲ့$တန် accommodation ပဲဖြစ်ပါတယ်$ဆိုမြန်မာငွေ9000 4000ကျော်ကျော်9000ဝန်းကျင်ပေါ့နော်အဲ့လောက်ပဲရှိတဲ့ accommodation ကိုကျွန်တော်ကဒီနေ့မှာပြသသွားမှာဖြစ်ပါတယ်သူကမနာလီမျိုးဟောင်းနေပေါ့နော်ဒီ15မိနစ်မိနစ်20 trekking တဘောမျိုးပေါ့နော်တောင်တက်ပြီးမှရောက်တဲ့နေရာသူအရန်တော့ဟိုလိုဒီကားလမ်းနေပါမပေါက်ဘူးပေါ့နော်အရင်တော့လမ်းရှိရဲအတိုင်းပဲအခုကလမ်းကပျက်စီးနေတဲ့ကြောင့်မလို့ကားနဲ့တော့လာလို့မရဘူး trekking နဲ့နည်းနည်းလေးလမ်းလျှောက်ပြီးတော့မှာပေါ့နော်15မိနစ်လောက် trekking လုပ်ပြီးတော့မှရောက်တဲ့နေရာပေါ့နော်အဲ့လိုခေါင်နေတဲ့နေရာမှာတော့သူကအမြဲတမ်းလူကအပြည့်ပဲပေါ့နော်ဒီကျွန်တော်နေတဲ့အချိန်မှာလူကအမြဲတမ်းပြည့်နေတာပေါ့နော်ဒီမှာလာတဲ့လူအများစုက backpacker တွေနဲ့ဒီ adventure ကိုစိတ်ဝင်စားတဲ့သူတွေများတယ်ပေါ့နော်ပြီးတော့နိုင်ငံခြားသားခီးသွားတွေဒေတာဒီ Indian ခီးသွားတွေကပုံများတာကိုတွေ့ရပါတယ်အခုနိုင်ငံခြားသားခီးသွားအနေနဲ့ဆိုရင်ကျွန်တော်တယောက်တည်းရှိရပါတော့ဒီနေရာလေးကပေါ့နော်ဒီကအိုးမနာလီမှာရှိတဲ့ Sigiriya Guest House ပဲဖြစ်ပါတယ်သူ့ရဲ့ပေါ့နော် view တွေပြီးတော့ဈေးတန်တာတွေထပ်ပေါ့နော်ဒီနေရာရဲ့ထူးခြားချက်ကသူ့ရဲ့ vibe နဲ့သူ့ရဲ့ energy ပေါ့နော်မျိုးရောက်လာတဲ့လုံးဝပျော်ရွှင်သွားတယ်လို့ခံစားမိရတယ်ဒီလိုပျော်ရွှင်အောင်လုပ်ပေးတဲ့လူတယောက်ရှိရဲအဲ့ဒါကတော့ဒီ guest house ဒီနေရာလေးကို run နေတဲ့ manager ပဲဖြစ်ပါတယ်ဒါတော့ manager ပေါ့နော် This is Sigiriya. Yeah. This is my property. yeah Yeah. တော့ရန်တက်ကြွရဲသူကပဲအကုန်လုံးဥဆောင်သွားတာပေါ့နော်ကျွန်တော်ဆိုရင်ဒါ introvert ဖြစ်တယ်ပေါ့နော်အဲ့ခါကျရင်လူတိုင်းနဲ့စကားမပြောဖြစ်ဘူးအဲ့ဒီ guest house ကိုရောက်တဲ့ခါမှာသူကလူတိုင်းနဲ့ကျွန်တော်မိတ်ဆက်ပေးတယ်လူတိုင်းနဲ့စကားပြောဖြစ်အောင်လုပ်ပေးတယ်ပြီးတော့ tracking တွေကိုလည်းကျွန်တော်သူမတော်တော့ဖြစ်အောင်တိုက်တွန်းတယ်ပေါ့နော်သွားခိုင်းတယ်အဲ့ဒါကကျတော့ဟိုအရန်ပြောဖို့ကောင်းတယ်ပေါ့နော်ဥပမာဖြစ်တဲ့အဲ့လိုကျွန်တော်တို့ introvert လူတွေနဲ့အရင်မနေချင်တဲ့လူတော်မှာပေါ့နော်ဒီမှာနေရတာပျော်တယ်ပေါ့နော်တစ်ခါလို့စကားကြီးပါပြောနေတဲ့ခါကျရင်ညတနားတွေပါဖြစ်သွားတယ်ပေါ့နော်အဲ့အိပ်ဖို့တော့တတိမရမိအောင်လို့အဲ့လို energy တွေကအရန်ကောင်းတယ်ပျော်ရွှင်မှုကောင်းတယ်ပြန်တော့ခုကဒီ manager ပေါ့နော်အဲ့တဲ့ဘာလို့ချင်လဲဆိုတော့အရန်တည်တယ်လို့ကိုကတော့မတောင်းဆိုရသေးဘူးသူကအဲ့လိုမျိုးဒါလိုနေရမလားဆိုပြီးတော့လို့ပေးလိုက်တာမျိုးပေါ့နော်အဲ့တော့ဟိုကိုချစ်သူတော်မှာကိုအကြောင်းအဲ့လောက်မသိဘူးသူကကိုအကြောင်းကိုချစ်သူတော်ပိုသိရဲဆိုတဲ့သဘောမျိုးရှိရပါတော့ဒါတော့$တန်ပေါ့နော် hostel အခန်းပါမဆိုရင်ဒါကတိန်6ခုရှိရပေါ့နော်ပြီးတော့တစ်ခန်းရှိတယ်အမဆိုလည်းကတိန်4ခုရှိတယ်ဒါ$ပဲပေါ့နော်သူကလိုဆောင်းအထူးလေးလည်းပေးထားတယ်ပြီးတော့အခန်းထဲမှာတော့နည်းနည်းလေးနှွေးတယ်ပေါ့နော်အပြင်မှာတော့ရန်အေးတယ်ပြီးတော့အိမ်သာရေချိုကန်သူကသက်သက်ရှင်းရှိရပြီးအခါကျရင်ရေပူရေလေးလည်းပါတယ်ပေါ့နော်ဒါရေပူရေပါတယ်ပြီးတော့လည်းခဏသက်သက်ရှင်းပဲပြီးတော့ toilet ကလေးသူကဂျပန်ပုံစံလေးနော်ဆေးရနေရလေးရတယ်လို့မျိုးလေးဒီမှာ$တန်ဒီ hostel တွေအပြင်ပေါ့နော်သူကဒီ$10တန် private ခန်းတွေလည်းရှိပါတယ်ပြီးတော့ဒီမှာဈေးပေါ်လို့ဆိုပြီးတော့ပေါ့နော်မကောင်းလို့မထင်လိုက်နဲ့ဘာလဲဆိုတော့သူကအရန်ဟိုတရဲ့နဲ့တရှိချင်းဖြစ်တယ်ပြီးတော့စောင်းနေရလဲအရန်နှွေးတယ်ပြီးတော့ရေးပူလည်းရှိရတဲ့ကြောင့်မလို့အရန်အဆင်ပြေ
ကဖေးရီပေါ့နော်ဒီမှာဆိုရင်အလုပ်လုပ်လို့ရတယ်ပြီးတော့အစားတောက်တွေမှာစားလို့ရတယ်ပြီးတော့ဘာလို့ပြောမလဲလက်ဖေးရလားချိုင်းလားဒီမှာတောက်လို့ရပြီးတော့ kitchen area လည်းရှိရဲဒီ kitchen area မှာကိုယ့်ကိုချက်ပြုတ်လို့ရတယ် coffee ဖြောရတယ်လက်ဖေးဖြောရတယ်ပြီးလို့လို့ရတယ်ဒီဟိုတယ်ကနေပြီးတော့အိုမနာလီမော်ရုတ်တွေကိုသွားဖို့တော့ဆိုရင်နည်းနည်းလေးတော့လှမ်းတယ်အဲ့ခါကျတော့ဒီဟိုတယ်ထဲမှာပဲပေါ့နော်ဒီနေတဲ့ကိုစီကနေရမှာပဲ activity တွေပြုလို့ရတယ်ဥပမာတနက်ပြတ်တာမျိုးတွေပြီးတော့ဒီကလူတွေနဲ့အတူတူစကားပြောပါတော့ဒီမှာခီးသွားတွေအများကြီးပဲကိုလိုပဲ adventure စိတ်ဝင်စားတဲ့သူတွေ backpacker တွေများတဲ့ကြောင့်မလို့သူတို့ရှာ experience တွေယူသူတို့ဘယ်လိုသွားတယ်ဘယ်လိုကြော်ဖြတ်ခဲ့ရဆိုတဲ့ experience တွေနားထောင်နေရတာနဲ့ပင်ကိုလေအခြေအနေကကုံသွားမှမသိကုံနေရပါတော့ဟေးချင်တယ်Do it. နားလေးလာဖြစ်တဲ့ခါကျရင်ဒီနေရာလေးကိုတရက်လောက်ပဲဖြစ်လာပြီးတော့တဲကိုတင်တယ်လို့ထင်ပါတယ်ဈေးကလည်းတက်တာပြီးတော့ပြောမှဆို experience အကောင့်တွေရတဲ့နေရာလေးပေါ့နော်အဲ့တော့ကျွန်တော်တော့ comment ပေးပါတယ်ဒီနေရာလေးကကျတော့ဒီမနာလီမြို့ဟောင်းထဲမှာရှိတဲ့ Sikeria O Manali Hotel ပဲဖြစ်ပါတယ် Hotel ကို booking.com နဲ့ Agoda မှာလည်း booking တင်လို့ရပါတယ်ဒါမှမဟုတ်လည်း manager စီတိုင်းရိုက်ဖုန်းဆက်ပြီးတော့ booking တင်လို့ရပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုတော့ကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုတွေမှာဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ခီးသွွားစီစဉ်တွေကိုတက်ဆက်ပေးလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါအောင်ခင်ဗျာအားလုံးကိုအဆုံးထိကြည့်ရှုပေးတဲ့ကြောင့်မို့ကျေးဇူးများတင်ပါတယ်ရှိရတောင်တန်းလေးတွေကတော့ရေခဲတောင်လေးတွေစပြီးမြင်နေရတယ်ပေါ့နော်